မင်္ဂလာပါကျွန်တော် Group Pro Audio နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအတန်နဲ့နားချမ်းပါရေးဆိုတဲ့အကြောင်းလေးကိုကျွန်တော်နေဝေမျှသွားခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်က Audio နဲ့ပတ်သက်တဲ့အလုပ်တွေကိုဒီနေ့ပိုင်းမှာလုပ်နေရင်လည်းနားချမ်းပါရေးအရေးပါမှုကိုကျွန်တော်ပို့ပြီးနားလည်ခဲ့ရတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေမှာလည်းဒီစေုံစေကန်ရောက်တဲ့အထိနားထဲမှာ damage ဖြစ်တာကြောင့်မို့လို့ကျွန်တော်ဒီအကြောင်းအရာလေးကိုကျွန်တော်မျှဝေဖို့ဆုံးဖြတ်လိုက်တာပါဒီတော့ကျွန်တော်တို့ကဘာတွေရှောင်ရမလဲဘာတွေ queue ဆိုင်ရမလဲဆိုတော့ကျွန်တော်တို့တူတူလေးလာကြည့်လိုက်ရတာပေါ့နော်နားပင်မှမှုဆိုတာကတခြင်းနားထောင်ရတာကိုကြိုက်တဲ့သူပဲဖြစ်ဖြစ် professional artist ဒါမှမဟုတ်ဒီ sound engineer တယောက်ဖြစ်ဖြစ်အတန်ထိတွေ့မှုများလာတဲ့အခါကြုံရနိုင်တဲ့ပင်ပန်းမှုလို့ကျွန်တော်တို့ဆိုလို့ရပါတယ်ဒီလိုပင်ပန်းလာတဲ့အခါခေါင်းကိုက်တာအာယုံဆိုင်ရခတ်လာတာဒါမျိုးတွေစဖြစ်လာတတ်ပါတယ်ဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကြာကြီး mixing လုပ်တာ mastering လုပ်တာအတန်ကြဲကြဲနဲ့တခြင်းတွေကိုအကြာကြီးနားထောင်တာကြောင့်ကျွန်တော်တို့ဖြစ်လာတဲ့ပြဿနာတွေပါကျွန်တော်အားလုံးလည်းကြုံမှုမယ်လို့ထင်ပါတယ်အဓိကအဖြစ်တော့ဒီ mixing mastering artist တွေပေါ့နော်ဥပမာကျွန်တော်တို့ကတခြင်းတစ်ပုတ်ကိုညဘက်မှာအားရပါရကျွန်တော်တို့ချိန်လိုက်တယ်အဲ့တော့လုံးဝမိုက်သွားပြီးအထင်နဲ့ကျွန်တော်တို့တခြင်းကိုလုံးဝ break လိုက်ပြီးတော့ညဘက်အိတ်လိုက်တယ်မနေ့လင်းလို့ပြန်ဖွင့်တဲ့အခါကျလို့ရှိရင်တခြင်းဘာဖြစ်သွားတာတော့မလို့ငါညတော့အချိန်တော့ဒီလိုတိုင်မဟုတ်ဘူးဒီလိုပြဿနာမျိုးကြောက်ရမှာပါအဲ့ဒါကြတော့ကျွန်တော်တို့ကဒီအာယုံဆိုင်မှုကိုကျွန်တော်တို့ကအကြာကြီးခိုင်းစေမိတဲ့အတွက်ကြောင့်မို့လို့ဆုံးဖြတ်ချက်အမှားတွေကိုချမိသွားတာပါဒါနားပင်မှမှုကြောင့်ဖြစ်လာတဲ့ပြဿနာမျိုးပေါ့နော်ဒါဒီ beginner အဆင့်ကနေကျွန်တော် professional အဆင့်ထိတွေ့ရပါတယ်ဆိုတော့ဒီလိုမျိုးကြုံလာတဲ့အခါမှာကျွန်တော်မှတွေ့ရှိထားတဲ့နည်းလမ်းကောင်းတွေတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ multiple small session မှာဥမာကျွန်တော်တို့ကဒီ drum အုပ်စုတွေကိုကျွန်တော်တို့ချိန်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့9နှစ်လောက်နားတယ်ပြီးရင်ကျွန်တော်တို့ vocal အုပ်စုတွေဆက်ချိန်မယ်ပြီးလို့ရှိရင်ဒီ synthesizer အုပ်စုတွေဒီ guitar အုပ်စုတွေလိုမျိုးတို့ကျွန်တော်တို့ကနားပြီးတော့နော်အုပ်စုတစ်ခါပြီးတိုင်းတစ်ခါလောက်နားပြီးတော့ချိန်တာကျွန်တော်တို့နားပင်မှမှုတကယ်သက်သာစေပါတယ်ပြီးတော့ဆုံးဖြတ်ချက်အမှန်တွေကိုလည်းကျွန်တော်တို့လုံးဝရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ music arrangement လုပ်တာတို့ production လုပ်တာတို့ကကြတော့ဒီလိုမျိုးအချိန်အများကြီးပေးစရာမလိုပါဘူးအဲ့လောက်လည်း break လုပ်ဖို့မလိုဘူးပေါ့နော်နံပါတ်1အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြင်းထန်တဲ့အတန်တွေကိုကျွန်တော်တို့ရှောင်ကြည့်ရမယ်ပေါ့နော်ကျွန်တော်တို့နားပင်ပန်းတဲ့အချိန်မှာကျွန်တော်တို့အကြားအာရုံကယာယီပျက်စီးသွားတတ်ပါတယ်ဒီ US Development Level ထုတ်ပြန်ချက်အရကျွန်တော်တို့ဒီစူညံတဲ့အတန်တွေနဲ့လိုမျိုးတောက်လျှောက်ထိတွေ့မှုပါပေါ့နော်ကျွန်တော်တို့ဒီနားအတွင်းပိုင်းမှာရှိရဒီလိုမှုှင်းချင်းလေးတွေကိုသေဆုံးသွားစေရပေါ့နော်ကျွန်တော်အဲ့တော့ view မဆိုင်ဖ ೇನೆ အဲ့လိုမျိုးပြင်းထန်တဲ့အတန်တွေကိုစက်တိုက်နားထောင်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချားအာယုံကသေဆုံးသွားတဲ့အထိဖြစ်နိုင်ပါတယ်ဥပမာကျွန်တော်တို့ဒီ stage show တွေဒီ club တွေဘားတွေကကြားရတဲ့အတန်ကဒီနားကိုထိခိုက်နိုင်တဲ့အဆင့်ရှိနေပါတယ်ဒီလိုဖြစ်လာတဲ့အချားအာယုံဆုံးရှုံးမှုကဒီ high frequency ပေါ့ဒီအမြင့်တန်ကြားရတဲ့နှုန်းကိုလျော့နေသွားစေရပါဒီလိုအမြင့်တန်ကိုမကြားရတဲ့ဟာကျွန်တော်တို့ဒီဘာသာစကားနားလည်နိုင်စွမ်းကိုပါလျော့ချစေပါတယ်ဒီနှစ်ချက်တွေသုံးတာဒီစူညံတဲ့အတန်တွေကိုနားထောင်တာတွေကိုဖြစ်နိုင်တဲ့များရှော့ချပြီးရဆိုလို့ရှိရင်တော့ဒီလိုပြဿနာတွေကနေလည်းဝေးသွားနိုင်တယ်ပေါ့နော်ဒီပျက်စီးသွားတဲ့အာယုံကြောကိုပြန်လဲကုသဖို့ဆိုတာကြတော့ခက်ခဲလွန်းပါတယ်ဒီစေးသားယုံနဲ့လည်းမပြောက်သလိုဖွဲ့စည်းကုသဖို့လည်းလိုတဲ့ကိစ္စမျိုးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့နားထောင်နေတဲ့ continuous TB ဆိုတာရှိရဲအဲ့ဒါကိုကျွန်တော်တို့က queue site ဖို့လိုလာပါတယ် continuous TB ဆိုတာကြတော့ကျွန်တော်တို့စက္ကန့်မလက်နားထောင်နေတဲ့ဒီ loudness ပမာဏပေါ့နော်စူညံတဲ့ပမာဏကိုကျွန်တော်တို့ဆိုလိုပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် 80 dB SPL ကို9နာရီလောက်နားထောင်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ညဘက်မှာအဲ့လောက် level နဲ့အချိန်ကြာကြီးနားထောင်လို့မရတော့ပါဘူးမနေ့ပိုင်းမှာအတန်ကြဲကြဲနဲ့အချိန်အကြာကြီးနားထောင်ထားရဆိုလို့ရှိရင်ညဘက်ကြောက်လို့ရှိရင်တော့အတန်ပမာဏကိုလိုမျိုး short ချပြီးနားထောင်ဖို့တော့ကျွန်တော်ကအကြံပြုချင်ပါတယ်နောက်ပြီးတော့ဒီ audio engineer တယောက်နဲ့တယောက်ကနားထောင်တဲ့ level မတူတာကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်ရဲ့ပုံမှန်ဒီနားထောင်နေကြ continuous dB ကတော့80 dB SPL ရှိရပါတော့အဲ့တော့ကိုနားထောင်နေတဲ့ level ကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ noise tester တွေတုံးပြီးတော့ကျွန်တော်တို့တိုင်းတာလို့ရပါတယ်အကယ် noise tester တွေမရှိဘူးဆိုလို့ရှိရင်လည်းဒီ smartphone ထဲမှာဒီ noise meter application တွေကျွန်တော်တို့ရှိပါတယ်အဲ့ဒါတွေနဲ့လည်းကျွန်တော်တို့ကကိုနားထောင်နေတဲ့ continuous dB ကိုအလွယ်တကူတိုင်းတာလို့ရပါတယ်ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ state မှာဖြောပြတာတွေဒီ club တွေမှာတခြင်းဖွင့်တာတွေဆိုလို့ရှိရင်ဒီ ear plug တွေကိုသုံးနိုင်ရင်တော့အကောင်းဆုံးပါပဲဒီ ear plug တွေကနားကိုအကောင်းဆုံးကာကွယ်ပေးနိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်
ကဲဒီ ear plug တွေကိုမသုံးဆိုလို့ရှိရင်တော့ကျွန်တော်အတန်ပမာဏတွေကို short ပြီးတော့လှုပ်ဆောင်မှုတော့အကြံပေးချင်ပါတယ်ဒါကလည်းဒီလိုနေရာတွေမှာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးအချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့လူအများစုကကိုယ့်ရဲ့အခြားအာရုံခူးမဆိုင်ကြပါဘူးအဲ့လိုမျိုးဒီ ear buds တွေဒီ headphone တွေနဲ့တချင်းကိုစူးစူးညံ့ညံ့ကြာကြီးနားထောင်တာအဲ့ဒါကြီးတက်ပြီးအိပ်ပျော်သွားတာကနားကိုတကယ်စူးစူးရွားပြည့်စည်စေပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးလုပ်ရက်တွေကိုကျွန်တော်တို့ကလုံးဝရှောင်ကြည့်တဲ့နေပါတော့ဒီကကျွန်တော်တို့ကဒီအကြအာယုံအသက်ဘယ်လောက်ထိအသုံးချရမလဲဆိုတာမသိရတဲ့အတွက်ကြောင့်မလို့နားကျန်းမာရေးကိုအထူးပြုစိုက်ပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဆိုတော့ဒီ flow လေးကနေတစ်ဆင့်ပိုကောင်းမွန်တဲ့နားကျန်းမာရေးစောင့်ရှောက်မှုတွေကိုပြုလုပ်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ဒီကနေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ